Hello ဒီနေ့ရဲ့ English speaking pattern လေးကတော့ I wish I could plus base verb ပဲဖြစ်ပါတယ်။အဲ့ဒီ base verb ဆိုတာじゃ verb form ကိုပြောပဲဖြစ်ပါတယ်။ s တွေ es တွေမပါတဲ့ဟာမျိုးပေါ့နော်။သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်လေးကတော့နိုင်ရင်ကောင်းပါပဲ။ဘာကိုပြောရလဲဆိုလို့ဆိုရင်လက်ရှိအချိန်ဒါမှမဟုတ်အနာဂတ်မှာကိုဖြစ်ချင်တဲ့ဆန္ဒဒါမှမဟုတ်လို့ဆိုရင်တခါတည်းရန်နောင်လာရတဲ့အခြေအနေကိုပြောချင်တဲ့အခါမှာသုံးလို့ရပါတယ်။အဲ့ဆိုလို့ဆိုရင်ဥမာစာကြောင်းလေးတစ်ချက်ကြည့်ကြည့်အောင်နော် I wish I could understand him. I wish I could understand him. အဓိပ္ပာယ်လေးကတော့ငါသူ့ကိုနားလည်နိုင်ရင်ကောင်းပါပဲ။အဲကြောင့်နားရင်ကောင်းပါပဲဖြစ်တဲ့ I wish I could ကရှေ့ဆုံးမှာရေးမယ်။နားလည်တာကကြတော့ understand သူ့ကိုဆိုရင်က him အဲကြောင့် I wish I could understand him ပဲဖြစ်ပါတယ်။နောက်တစ်ခုကြည့်ကြည့်မယ်နော် I wish I could draw well. I wish I could draw well. အဲ့ကြောင့်နိုင်ရင်ကောင်းပါပဲဆိုရင်က I wish I could ကိုရှေ့ဆုံးမှာထားမယ်။ပုံဆွဲတာက draw အဲ့လိုမျိုးပုံကိုကောင်းကောင်းဆွဲတတ်တယ်ဆိုရင်က well ပဲဖြစ်ပါတယ်။အဲ့ကြောင့် I wish I could draw well ပဲဖြစ်ပါတယ်။နောက်ထပ်ကကြ I wish I could live near the sea. I wish I could live near the sea. နိုင်ရင်ကောင်းမှာပဲဖြစ်တဲ့ I wish I could ကိုရှေ့ဆုံးမှာရေးမယ်နေတာကြ live အနီးနားမှာဆိုကြ near ဘာနဲ့အနီးနားလဲဆိုတော့ပင်လေဆိုကြပင်လေက the sea အရာ I wish I could live near the sea. I wish I could be there with you. I wish I could be there with you. I wish I could be there with you. အဓိပ္ပာယ်လေးကတော့ငါမင်းနဲ့အတူအဲ့ဒီမှာရှိနေနိုင်ရင်ကောင်းပါပဲ။အဲ့ဒါနိုင်ရင်ကောင်းပါပဲကကြတော့ I wish I could ရှေ့မှာရေးမယ်။ရှိတယ်ဆိုရင် be အဲ့ဒီမှာဆိုရင် there ဘယ်သူနဲ့လဲမင်းနဲ့အတူအဲ့ကြောင့် with you ပဲဖြစ်ပါတယ်။ I wish I could be there with you ပဲဖြစ်ပါတယ်။ I wish I could remember his name. I wish I could remember his name. ငါသူ့နာမည်ကိုမှတ်မိနိုင်ရင်ကောင်းပါပဲ။အဲကြောင့်နိုင်ရင်ကောင်းပါပဲဖြစ်တဲ့ I wish I could ကိုရှေ့ဆုံးမှာရေးမယ်။မှတ်မိရဆိုရင် remember ဘယ်သူနာမည်လဲဆိုတော့သူ့နာမည်အဲကြောင့် his name. I wish I could remember his name. I wish I could tell you the truth, but I can't. I wish I could tell you the truth, but I can't. ငါမင်းကိုအမှန်တိုင်းပြောပြနိုင်ရင်ကောင်းပါပဲဒါပေမဲ့မပြောနိုင်ဘူးအဲကြောင့်နိုင်ကောင်းပါပဲဖြစ်တဲ့ I wish I could ကိုရှေ့ဆုံးမှာထားမယ်ပြောတာကြ tell ဘယ်သူကိုလဲဆိုတော့မင်းကို you အမှန်တိုင်းဆိုကြ the truth ဒါပေမဲ့မပြောနိုင်ဘူးဆိုကြ but I can't အဲကြောင့် I wish I could tell you the truth but I can't. I wish I could eat more spicy food. I wish I could eat more spicy food. ငါအဆက်ပိုစားနိုင်ရင်ကောင်းပါပဲအဲကြောင့်နိုင်ရင်ကောင်းပါပဲဖြစ်တဲ့ I wish I could ကိုရှေ့ဆုံးမှာရေးမယ်စားတယ်ဆိုတဲ့အချိန်ကျစားပြီး eat ပိုပြီးစားနိုင်တာအဲကြောင့် more ဘာလို့လဲဆိုတော့အဆက်ကိုအဲကြောင့် spicy food အဲကြောင့် I wish I could eat more spicy food ပဲဖြစ်ပါတယ် I wish I could eat more spicy food ဒီနေ့သင်ခန်းစာလေးကအားလုံးအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အကယ်၍အသုံးဝင်ခဲ့ရဆိုလို့ဆိုရင် yes လို့ comment မှာတစ်ချက်မှတ်ခဲ့ပေးပါအောင်နော်အဲ့ဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye